ပင်ညက်ပညာနဲ့အသက်မွေးဝမ်းကြောင်းပြုတော့မယ်ဆိုရင်ကျွန်တော်အခုပြောပြမယ်အချက်၃ချက်ကိုကောင်းကောင်းကြီးနားလည်ထားဖို့လိုပါတယ်။နားလည်ထားရုံပဲလားဆိုတော့မဟုတ်ပါဘူး။သိရှိလိုက်နာဖို့လည်းလိုပါတယ်။ဒီချက်၃ချက်ကိုမသိရှိထားတဲ့သူတွေဟာမလိုက်နာတဲ့သူတွေဟာခဏလေးနဲ့ဆိုင်ရင်ပြုတ်သွားခြင်းခဏလေးနဲ့စပင်ညက်လောကကနေထွက်သွားရခြင်းခဏလေးနဲ့စပင်ညက်လောကကိုစိတ်ကုန်သွားခြင်းစတဲ့ပြဿနာတွေစိုးကြိုးတွေကြုံရတတ်ပါတယ်ကြုံလဲကြုံနေကြပါတယ်အဲ့တော့ကျွန်တော်တစ်ချက်ချင်းစီတစ်ပိုင်းချင်းစီကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ hair training school တစ်ခုရဲ့ founder တယောက်ဖြစ်ပါတယ်ကျွန်တော်ကစပင်ညက်တက်တန်းနှစ်30နီးပါးကိုဖြတ်တန်းလာတဲ့စပင်ညက်ဆရာတယောက်ဖြစ်ပါတယ်ကဲစလိုက်ကြရအောင်အဲ့ဒီချက်၃ချက်ကဘာတွေလဲလို့မေးနံပါတ်1ချက်ဧည့်သည်ကကိုယ့်ကိုနိုင်နေတဲ့ကာလဒါကနံပါတ်1ချက်ပါနံပါတ်2ချက်ကဧည့်သည်နဲ့ကိုယ်နဲ့တပြင်းညီဖြစ်သွားတဲ့ကာလဒါကနံပါတ်2ချက်ပါနံပါတ်3ချက်ကတော့ဧည့်သည်ကိုကိုကနိုင်ရမယ့်ကာလပြန်ပြောပြပါမယ်ဧည့်သည်ကကိုယ့်ကိုနိုင်နေတဲ့ကာလရဲ့ဧည့်သည်နဲ့ကိုနဲ့တပြင်းညီဖြစ်သွားတဲ့ကာလရဲ့ဧည့်သည်ကိုကိုကနိုင်ရမယ့်ကာလရဲ့ဆိုပြီးတော့အချိန်ကာလ3ခုရှိပါတယ်အဲ့တော့ကျွန်တော်အဲ့ဒီ3ခုကိုတစ်ခုချင်းစီပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ချက်အနေနဲ့ဧည့်သည်ကကိုကိုနိုင်နေတဲ့ကာလကျွန်တော်တို့စပင်ညက်တင်နှန်းစင်ပြီးချင်းဒါမှမဟုတ်လေဆရာဒီနားကနေထွက်ခွာပြီးတော့ကိုတိုင်းစပြီးတော့အလုတ်စလုတ်ရှင်းကာလတွေဟာဧည့်သည်ကကိုကိုနိုင်နေတဲ့ကာလတွေဖြစ်ပါတယ်အဲ့ဒီလိုဧည့်သည်ကကိုကိုနိုင်နေတဲ့ကာလတွေကဘလောက်တောင်ကြာတတ်တယ်လဲဆိုရင်2နှစ်3နှစ်ကနေပြီးတော့5နှစ်6နှစ်လောက်ထိကြာနေတတ်ပါတယ်တကယ်များကိုကညံသွေးကောင်းမယ်ကြိုးကြိုးသားသားရှိမယ်လေးလာမှုအားကောင်းတယ်ဆိုရင်တော့မှ2နှစ်3နှစ်လောက်ထိကြာနေတတ်ပါတယ်ဧည့်သည်ကကိုဘလို့တွေနိုင်တယ်လဲဆိုတော့ကိုကနာမည်မရှိသေးဘူးကိုကလက်ရမကောင်းသေးဘူးကိုကအတွေ့အကြုံနှုတ်နေသေးတယ်စသဖြင့်ကို့မှာလိုအပ်ချက်တွေအများကြီးရှိနေတဲ့အချိန်မှာဧည့်သည်ကလည်းကိုကိုမယုံကြည်ဘူးဧည့်သည်နဲ့ကိုနဲ့စပင်ညက်တဲ့ခါကျရင်ကိုကတော့အတက်နိုင်ဆုံးအကောင်းဆုံးလုပ်ပေးလိုက်ပေမဲ့လည်းဧည့်သည်ကကို့ထက်ကောင်းပါပြီဆိုတဲ့စိုင်နေမှာညှက်ဖူးထားတဲ့အတွေ့အကြုံကြောင့်ကိုရဲ့လက်ရကိုအဆင်မပြေဘူးလို့သူမြင်နေတာမျိုးအဲ့တော့ဧည့်သည်ကဘာပြန်ဖြစ်လာလဲဆိုတော့ကွန်ပလိန့်အများကြီးတက်ပါတယ်ဒီနေရာကဘာဖြစ်တယ်ဟိုနေရာကဘာဖြစ်တယ်မင်းတို့ညက်တာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကွန်ပလိန့်အများကြီးတက်လာတဲ့အချိန်တွေမှာသိခံပါစုံနေရအောင်သိခံပါကျွန်တော်တို့ကိုဧည့်သည်ကနိုင်နေတဲ့အချိန်ဆိုတာကိုလုံးဝမေ့မထားသင့်ပါဘူးဧည့်သည်ကကျွန်တော်တို့ကိုနိုင်နေတဲ့အချိန်ကာလတွေမှာလူငယ်80ရာခိုင်နှုန်းကပြိုလဲပျက်စီးသွားပါတယ်တရက်လုံးနေလို့ဧည့်သည်တယောက်ပဲလာတဲ့အခါတယောက်မှမလာတဲ့အခါတင်နှန်းစင်ပြီးချင်းဖြက်လက်တက်ကြွနေတဲ့လူငယ်များစုဟာအဲ့ဒီဒဏ်ကိုမခံနိုင်ပါဘူးပြိုလဲပျက်စီးသွားပါတယ်အဆိုးဆုံးအချိန်တွေကတော့ကိုနဲ့ဘေးနားမှာညက်နေတဲ့စပယ်ညက်ဆိုင်တွေကိုရဲ့ရှေ့တက်မှာညက်နေတဲ့စပယ်ညက်ဆိုင်တွေကိုရဲ့မျက်စောင်းတို့မှာညက်နေတဲ့စပယ်ညက်ဆိုင်တွေကလူတွေပြည့်နေပြီးတော့ကိုယ်ဆိုင်မှာလူတယောက်မှမရှိတဲ့အချိန်ဒီလူငယ်တွေကကျွန်တော်ပြောသလို80ရာခိုင်နှုန်းသောလူငယ်တွေကလုံးဝတိမခံနိုင်ဘဲနဲ့ပြိုလဲပျက်စီးသွားတဲ့အဆင့်ထိရောက်သွားပါတယ်ဆိုင်ကိုပိတ်ထားတော့တာမျိုးဆိုင်မှာမရှိတော့တာမျိုးတခုဆိုရင်ပုံနေတာမျိုးဘေးနားမှာကျူကုံရှိရင်ကျူကုံမှာသွားထိုးနေတာမျိုးဂိမ်းစော့နေတာမျိုးဒီလိုပုံစံမျိုးတွေနဲ့အချိန်ဖြုံးပြီးတော့ပြိုလဲပျက်စီးသွားပါတယ်ဒါကြောင့်မဲဆိုင်ကန်းစာချုပ်ချုပ်ထားတဲ့ကာလပြည့်တဲ့အခါအိမ်ကထောက်ပံ့မှုကုန်သွားတဲ့အခါကိုရင်းနှီးထားတဲ့ဝင်ငွေတွေကိုရင်းနှီးထားတဲ့ငွေတွေကုန်သွားတဲ့အခါဒီဆိုင်ကိုပိတ်ပစ်လိုက်တာမျိုးဒါမှမဟုတ်လေဆိုင်လုံးပြက်ပြန်ရောင်းတာမျိုးပစ္စည်းတွေကိုဈေးပေါင်ကျိုးနဲ့ပြန်ရောင်းတာမျိုးတွေလုပ်ပြပြီးတော့ဒီလောကကနေထွက်ခွာသွားတတ်ကြပါတယ်ဒါကလုံးဝမှားယွင်းနေတဲ့အချက်ပါအဲ့ဒီမှားယွင်းနေတဲ့အချက်ကိုပဲလူငယ်90ဒါမှမဟုတ်လေ80ရာခိုင်နှုန်းပေါ့နော်ဒါတွေဟာဒီမှားယွင်းနေတဲ့အချက်ကိုပဲကျင့်သုံးနေကြပါတယ်တော်တော်များများသင်တန်းဆရာတွေကသင်တန်းပြီးုံပဲသင်ပေးလိုက်ပြီးတော့သင်တန်းပြီးသွားရင်ဘာဆက်လုပ်ရမလဲဆိုတဲ့အနေအထားကိုမသင်ပေးလိုက်ပါဘူး
သင်ပေးလဲတော်တော်များများကနီးလက်မမှန်ကြပါဘူးဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကလည်းလောက်သက်9နှစ်10နှစ်နဲ့သင်တန်းဆရာဖြစ်နေကြတာမဟုတ်လို့ပါတချို့တွေဆိုရင်လောက်သက်2နှစ်3နှစ်နဲ့သင်တန်းဆရာပြန်ဖြစ်နေရတော့အများကြီးရှိပါတယ်ဥပမာအနေနဲ့ကျွန်တော်ပြောရရင်သင်တန်းသွားတတ်တယ်သင်တန်းတက်ပြီးတဲ့အချိန်ကျရင်သင်တန်းမှာပဲ training ပြန်ယူရင်းနဲ့ trainer ဆရာပြန်ဖြစ်သွားကြတာပါအဲ့လိုဖြစ်သွားပြီးတော့စိုင်မဖွင့်ဘူးပဲနဲ့သင်တန်းဆရာဖြစ်သွားတဲ့သင်တန်းဆရာတွေလည်းအများကြီးရှိပါတယ်အခုခေတ်လူငယ်တွေကလည်းပေါ်ပင်ကြိုက်တာဖြစ်တဲ့အတွက်အသက်ကြီးကြီးရုပ်ဆိုးဆိုးသင်တန်းဆရာတွေကြီးမသွားကြပါဘူးငယ်ငယ်ချောချောလှလှလေးတွေကြီးပဲသွားပြီးတော့ပညာလေ့လာစီးပူးကြပါတယ်ပညာလေ့လာစီးပူးတယ်ဆိုတာကျွန်တော်ပြောပြပါမယ်ပညာဝါတပါအများကြီးမြင့်နေတဲ့ဆရာကြီးကိုသွားမှာပါလူငယ်တွေဆိုတာကတော့အပြောကောင်းတယ်အပြင်စင်ကောင်းတယ်ရုပ်ရည်တံပြန်တယ်ပြီးလို့ရှိရင်အရာရာတိုင်းကိုငွေကြေးနဲ့ပဲပြင်ဆင်ထားတာဖြစ်တဲ့အတွက်အားလုံးအမြင်မှာတော့တင့်တယ်လှပနေမှာအမှန်ပါသို့ပေမဲ့လူကြီးတွေပိုင်းမှာတော့အပြင်စင်ပိုင်းတာနာခြင်းမှာတာနာမယ်ငွေကြေးပိုင်းပြည့်စုံခြင်းမှာပြည့်စုံမယ်ဒါပေမဲ့သူတို့မှာပြည့်စုံတာကတော့တကယ်စစ်မှန်တဲ့ပညာရည်ရှင်းတွေဖြစ်ပါတယ်